မင်္ဂလာပါရှင်ဒီနေ့မှာကျွန်မပြောကြားပေးမယ့်ပညာဒါန reading လေးကတော့အားလုံးပဲစောင့်မျှော်ပြီးနားထောင်နေကြဖြစ်တဲ့တစ်ဖက်သူရဲ့သဘောထားခံစားချက်reading မျိုးစားဖြစ်ပါတယ်အဲ့ဒါကတော့timeless reading တော့မဟုတ်ပါဘူးအခုကနေစပြီးတော့နောက်တစ်လအတွင်းမှာတစ်ဖက်သူမိမိရည်ရွယ်တဲ့တစ်ဖက်သူပေါ့နော်အခြေခံစားချက်ရှိတဲ့မြည်သူမဆိုကကိုယ့်အပေါ်ကိုဘယ်လိုမျိုးဒီတစ်လအတွင်းမှာစိတ်ခံစားချက်သဘောထားတွေရှိနေလဲဆိုတာကိုပြောကြားပေးမှာဖြစ်ပါတယ်ဒါကတော့ pick up by reading ဖြစ်တာဖြစ်လို့ပိုင်းလေးတွေရွေးပြီးနားထောင်ရမှာပါဒီတစ်ခေါက်တော့ဒီမှာကနော်2025ရဲ့နောက်ဆုံးလလည်းဖြစ်တယ်ကတ်တစ်ကလေးဝယ်ထားတယ်အဲဒီကတ်တစ်ထဲကအသေးပုံကတ်ကလေးတွေကိုရွေးပြီးတော့ဆွဲထားပေးတယ်ပေါ့နော်ချီဆိုတော့ဒါက pine 1ဒီဘက်က pine 1ဒီဘက်က pine 2เนาะမိမိကြိုင်နေတဲ့ရာကိုရွေးချယ်ပြီးတော့တွားရောက်နားထောင်နိုင်ပါပြီရှင်ပိုင်းဝန်းလေးတွေမင်္ဂလာပါရှင်ပိုင်းဝန်းလေးတွေရဲ့တစ်ဖက်သူကပိုင်းဝန်းလေးတွေပေါ့ကိုအခုလအတွင်းမှာအခုကနေနောက်ရက်30အတွင်းမှာပေါ့နော်ဘယ်လိုမျိုးခံစားချက်သဘောထားတွေရှိနေလဲအခုကနေဆိုတော့အခု2025ဒီဇင်ဘာလကုန်ကနီးလက်စုရနေပြီးတော့နောက်2026ဒေါ်လာပိုင်းတတိယဘက်လောက်ထိပေါ့နော်ဘယ်လိုမျိုးစိတ်ခံစားချက်သဘောထားတွေရှိနေမလဲကိုကြည့်လိုက်တဲ့အခါမှာပိုင်းဝန်းလေးတွေရဲ့ဒါကတစ်ဖက်သူရွေထားတဲ့သူဆိုတော့ကိုယ့်ရဲ့เนาะချစ်သူကြီးစားလည်းဖြစ်နိုင်တယ် crush လည်းဖြစ်နိုင်တယ် age လည်းဖြစ်နိုင်တယ် situationship လည်းဖြစ်နိုင်တယ်ဘယ်လိုအနေထားမဆိုမိမိရဲ့စိတ်ထဲမှာချစ်ခင်နေတဲ့သူရွေထားတဲ့သူကပေါ့နော်ကိုဘယ်လိုခံစားချက်ရှိလဲဆိုတော့ဒီမှာပိုင်းဝန်းလေးတွေကနုခွန်းတသမားတွေအဆက်အသွယ်ပြတ်နေတဲ့သူတွေနည်းနည်းအဆင်မပြေဖြစ်နေတဲ့လူတွေဒါမှမဟုတ်ရင်တချို့ကနည်းနည်းကို ghost သွားတာဒါမှမဟုတ်ရင်နည်းနည်းအဆက်အသွယ်တွေရှိပင်မဲ့လေတွေးရနေတဲ့လူတွေเนาะစကားပြောတစ်ချက်မပြောတစ်ချက်ဒါမှမဟုတ်ရင်အရင်ထက်ပို့ပြီးတော့အရင်တော့ငါပို့ပြီးတော့စကားတွေပြောပြတယ်အခုချိန်ကာလမှာကိုကစကားလိုက်ပြောနေရင်တော့မှသူ့ဘက်ကနည်းနည်းလေးပေါ့နော်ကိုက10ခွန်းပြောရင်သူ့ဘက်က2ခွန်းလောက်ပဲပြန်ပြောအဲ့လိုအနေထားလူတွေပါလားပေါ့နော်ပါရင်ပိုင်းဝန်းလေးတွေအတွက်ပို့ပြီး energy ကိုက်လိမ့်မယ်ဘာလို့လဲဆိုတော့ဒီမှာကပေါ့နော်သူနဲ့ကိုနဲ့ချားမှာနည်းနည်းလေးအဆက်အသွယ်ပြတ်နေတယ်เนาะဒါမှမဟုတ်ချင်းတချို့ဆိုရင်လမ်းခွဲထားတဲ့လူတွေတောင်ပါမယ်အဲ့လိုလူတွေဆိုရင်လေသူကလေတွေးနေတာပေါ့နော်ကိုပေါ့ငါမားသွားပါပြီပေါ့နော်ဒါကိုယ့်ရဲ့တစ်ဖက်သူအဲ့လိုတွေးနေငါမားသွားပါပြီပေါ့နော်သူငါအတွက်သူနဲ့အဆင်ပြေဖို့ဒုတိယအခွင့်အရေးမရှိနိုင်တော့ဘူးလားမသိပါဘူးဆိုပြီးသူချိန်မှာစိုးရင်စိတ်တွေရှိနေတယ်နော်ဒါအရင်ဆုံးတွေ့ရတယ်ဆိုလိုချင်တာဒီသူဒီကိုယ်စီပြန်လာခြင်းနဲ့ကိုယ်နဲ့ပြန်အဆင်ပြေခြင်းနဲ့ဒါပေမဲ့ကိုတီးမခံနိုင်မဲ့ကိစ္စမျိုးကိုစိတ်ဆိုးမဲ့အရာမျိုးသူပြုတ်လုပ်ထားလာပေါ့နော်သူအဲ့ချိန်မှာနည်းနည်းလေးပေါ့နော်သူကငါ့ကိုခွင့်လို့မှမဟုတ်တော့ဘူးသူကငါ့ကိုနောက်တစ်ချိန်ပြန်ပြီးလက်ခံမှာမဟုတ်တော့ဘူးသူကငါ့ကိုတကယ်စိတ်ပြတ်သွားပြီလားမသိဘူးအဲ့လိုအတွေးမျိုးတွေသူမှရှိတယ်နော်ပြီးရင်ကျတော့ဒီမှာတချို့တွေကဖြစ်နိုင်တာကပေါ့နော်တချို့တွေကဖြစ်နိုင်တာကဒီမှာcommitment proposal ပေါ့အဲ့ဖြစ်နိုင်တာဆိုတော့လေကိုကသူ့ရှီကနေပြီးတော့အဲ့လိုမျိုးပေါ့နော်ခရီးကိုဝေစကားတွေရေးရှိစံတဲ့တောင်းဆိုမှုတွေနည်းနည်းလေးပို့ပြီးတော့ net shine နဲ့ connection သွားခြင်းလို့တောင်းဆိုလိုက်ထားလားပေါ့နော်အဲ့ဒီအချိန်မှာအဆင်မပြေဖြစ်သွားကြလားနှစ်ယောက်သားဘာလို့အဲ့လိုပြောရလဲဆိုတော့တချို့ကသူနဲ့ကိုယ်နဲ့ dealing လုပ်လာတာကြာပြီဒါပေမဲ့ချစ်သူကြီးစားလည်းမဖြစ်ဘူးဆိုတဲ့လူတွေကချစ်သူကြီးစားဖြစ်ခြင်းလို့အဆင့်တက်ခြင်းလို့ပြောလိုက်တဲ့အချိန်မှာအဆင်မပြေဖြစ်သွားတာမျိုးဖြစ်နိုင်တယ်တချို့ကကြတော့လေချစ်သူကြီးစားဖြစ်ပြီးသားဆိုရင်လေဘယ်လိုပြောရမလဲပို့ပြီးတော့နင်ငါ့ကိုလက်ထက်မှာလားဒါမှမဟုတ်နင်ငါ့ကိုရေရှည်တိရွယ်ထားရလားဒါလိုမျိုးပေါ့နော်ပို့ပြီး net shine နဲ့အစင်တကူမေးလိုက်မိတဲ့အခါကျမှအစင်မပြေဖြစ်သွားတာမျိုးဆိုရင်လေဒီပိုင်းဝန်းလေးတွေကသူ့စိတ်ထဲမှာတော့သူကလေနော်အဲ့လိုအစင်မပြေဖြစ်ပြီးနှစ်ယောက်သားအခုတိတ်ပြီးတော့စကားများရန်ဖြစ်ထားတယ်နော်အဆက်အသွယ်နဲ့ပြတ်ထားရဲဆိုရင်သူကတကယ်တော့အဲ့လိုမျိုးကိုတောင်းတဲ့အရာတွေပေးခြင်းတယ်မပေးခြင်းတာမဟုတ်ပေးခြင်းတယ်ဒါပေမဲ့သူ့ဘက်မှာပေးလို့မရတဲ့အနေအထားတစ်ခုခုရှိနေပုံပေါ်တယ်ကိုတောင်းဆိုတဲ့အရာကိုတောင်းဆိုမှုတွေမလိုက်ရောပေးနိုင်တဲ့အခက်အခဲတစ်ခုသူ့ဘက်မှာသူနဲ့ဒါမှမဟုတ်သူနဲ့ကိုနဲ့ချားမှာရှိနေပုံပေါ်တယ်အဲ့ဒါလေးတွေကြောင့်သူကပေါ့နော်မင်းငါ့ကိုတကယ်စိတ်ဆိုးသွားပြီထင်ပါတယ်တကယ်တော့မင်းတောင်းတဲ့အရာတွေကပေးခြင်းပါတယ်ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့ကိုကို social media ကနေစောင့်ကြည့်နေတယ်ပြီးရင်ကြတော့ကိုနဲ့သူနဲ့အခုလက်တလောရန်ဖြစ်စကားများထားတယ်ဆိုရင်စိတ်ဆိုးစိတ်ကောက်ထားကြတယ်ဆိုရင်သူကကိုပြန်ချော့ခြင်းနေတယ်ဖုံးခေါ်ပြီးတော့ဗောနော်ကိုအတန်လေးတွေကြားခြင်းနဲ့သူ့ချီရစကားလေးတွေလည်းပြောခြင်းနဲ့သူကိုစောင့်ကြည့်နေတယ်ဒါပေမဲ့ဒီတလအတွင်းမှာတော့သူနဲ့ကိုနဲ့အဆက်အသွယ်ပြန်ရမလားဆရာမကြီးဆိုရင်တော့သူ့ရဲ့ခံစားချက်ကတော့အဲ့လိုအနေထားလေးတွေကိုနဲ့ပြန်ဆက်သွယ်ခြင်းတဲ့အနေထားလေးတွေရှိနေပေမဲ့တစ်ဖက်မှာလည်းကြောက်စိတ်ကလေးတွေရှိနေတာကိုတွေ့ရတော့ပြန်ပြီးတော့အစင်မပြေဖြစ်နေလူတွေဆိုရင်တော့အစင်ပြန်ပြီးအစင်ပြေမပြေကတော့ action mind ဆိုင်ရာကိုကြည့်မှရမယ်ပေါ့နော်အခုက
ကတော့ဒါခံစားချက်သဘောထားပဲဆိုတော့တိတ်မပေါ်ဘူးသူ့ရဲ့အတွေးထဲမှာတော့ကိုရှိနေတာသိကြတယ်ဘာလို့လဲဆိုတော့ပေါ့နော်သူကလေလက်တလောမှာငါသူ့ကိုသူပြန်ပြီးပြုပြင်ပြင်ဆင်ခြင်းသေးတယ်နော်သူ့ဘက်မှာသူပြင်ဆင်စရာတွေရှိတာပြုပြင်စရာတွေရှိတာအထူးသဖြင့်စောနာလို့ပေါ့သူနဲ့ကိုနဲ့ချာမှာရှိနေတဲ့သူကိုကို commitment ပေးဖို့ခက်ခဲနေတဲ့အကြောင်းအရာတွေကိုသူပြီးပြက်အောင်ပြီးဆုံးအောင်သူပြုလုပ်ချင်သေးတယ်ပေါ့နော်ဒါရအကိုနဲ့ဆိုင်လာယူပါအမျိုးမျိုးရှိနိုင်တယ်တချို့ကတော့ကိုယ့်ကိုမပေးနိုင်တဲ့အကြောင်းကြီးကအလောက်ကိုင်ငွေရေးကြေးကြောင့်ဖြစ်နိုင်တယ်တချို့ကကျတော့တတိယလူရှိနေတာမျိုးတချို့ကကျတော့ပညာရေးပေါ့နော်အကြောင်းအရာတစ်ခုခုပေါ့ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီအရာမျိုးသူပြီးဆုံးအောင်လုပ်ဖို့လိုနေသေးတယ်လို့သူ့ကိုသူခံစားရတာအဲ့ဒီကိစ္စတွေပြီးမှပဲသူကကိုစီကိုတောင်းတဲ့အရာတွေပေးပြီးပြန်လာချင်တာပေါ့နော်ဒါပေမဲ့မင်းကငါချစ်ပါတယ်အထူးသဖြင့်တော့မင်းကငါဘာချစ်လဲဆိုတော့မင်းနဲ့နေရရင်ငါပြောတယ်နော်ဒါဒီမှာဒီဗီဒီယိုကြည့်နေတဲ့လူကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ရည်ရွယ်ထားတဲ့သူကဘလို့ချမ်းသာအမျိုးအစားပဲဖြစ်ဖြစ်ပေါ့နော်သူဒီကိုယ့်ရဲ့အဲ့လိုဟာသားညံလေးရွှင်တာလေးမျိုးကြိုက်တယ်ဝင်ပေါ့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူကဟောပေါ့နော်ယောက်ျားလေးဖြစ်ပြီးတစ်ဖက်သူကမိန်းကလေးပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေတဲ့လူကမိန်းကလေးဖြစ်ပြီးတစ်ဖက်သူကယောက်ျားလေးပဲဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကွာသူကကိုနဲ့နေရအဲ့လိုအများတော့ရီးပြီးပြုံနေရတာပေါ့နော်ကိုယ့်ရဲ့အဲ့ဒီပေါ့ဖာပြောရွှေရီမောနေပြီးတော့သူ့ကိုပြောအောင်ထားတဲ့အရာလေးတို့သူကအရန်သူ့ကိုရီမောစေတာပေါ့နော်အဲ့ဒီအရာလေးတို့သူကချစ်ပါတယ်တဲ့ဆိုလို့ကျင်တော့သူကကိုနဲ့ဆိုရင်ပေါ်ပါတယ်လို့ခံစားရတယ်ဒါပေမဲ့ဒီခံစားရတာကပိုင်းဝန်းလေးတွေနဲ့ပိုင်းဝန်းလေးတွေတစ်ဖက်ကြားမှာကဒီ connection ကြားမှာဟိုကအနောက်ရှက်ဖြစ်နေတာမျိုးဖြစ်နိုင်တယ်နှစ်ယောက်သားအဆင်မပြေတာတဲ့သူ့ဘက်မှာကိုယ့်ကိုချစ်တယ်ဒါပေမဲ့သူ့ဘက်မှာကိုယ့်ကို commitment ပေးဖို့တခုခုအဆင်တက်ဖို့ခဲရင်နေတဲ့အနေအထားတွေရှိနေနိုင်တာပေါ့တယ်ပေါ့နော်ဒါကြောင့်နှစ်ယောက်သားအဆင်မပြေဖြစ်နေတယ်ဆိုရင်တော့သူကအဆင်ပြေခြင်းပါတယ်နော်ကိုယ့်ကိုလည်း commitment နေပေးခြင်းပါတယ်ကိုယ့်ကိုတော့စောင့်ကြည့်နေတဲ့လက်တလုံးမှာဆိုတာမျိုးကိုတော့တွေ့ရပါတယ်ရှင်အဲ့ဆိုရင်ပိုင်းတူးလေးတွေကိုသွားလိုက်မယ်ပိုင်းဝန်းလေးတွေကိုတော့ဒီမှာပဲရက်လိုက်မယ်နော်ဒါကဟိုတစ်ဖက်သူရဲ့သဘောထားခံစားချက်ကိုပဲတစ်လစာအတွက်ပဲပြောတာဖြစ်တယ်ဆိုတော့ဒီဗီဒီယိုတင်တဲ့ချိန်ကနေပြီးနောက်တစ်လသွားရက်30အတွင်းမှာပေါ့နော် energy ကကြိုက်တယ်ဆိုရင်ဒီကျမဒီလိုဗီဒီယိုလေးတွေကိုတင်ပေးတဲ့အခါမှာတော့ဒီဟာမျိုးလေးနဲ့စင်တူတည်တဲ့ reading မေးခြင်းလို့လာမေးတဲ့လူတွေအတွက်ကတော့ reading နံပါတ် 5.2 or 5.3 or 5.1 ဒါလေးတွေကိုမေးလို့ရတယ်နော်ဒါက reading နံပါတ်5နဲ့အဓိကဆိုင်တာပေါ့နော် reading နံပါတ်5နဲ့အဓိကဆိုင်နေဒါမျိုးလေးတွေကတော့တည်တဲ့ booking တင်လို့ရတယ်ဒါပေမဲ့New Year promotion လည်းရှိမယ်ဒါပေမဲ့ဒီလိုနှစ်ကုန်ကာလဒီမှာတော့ရက်ကလေးကဘုကင်တင်နဲ့စောင့်ချိန်လေးကတော့ပို့ပြီးစောင့်ရတယ်ဆရာမကလည်းတခြားကိစ္စလေးတွေရောပြီးတော့ကြတော့ဒီဘုကင်တွေများရင်ရောအမှားအရာတွေဖြစ်တတ်တော့အချိန်လေးကတော့စောင့်ပေးရပါတယ်လို့တီးတဲ့မေးချင်တဲ့လူတွေအတွက်ကတော့ကိုယ့်ရဲ့နာမည်နေ့နဲ့ပုံလေးတွေကိုမေးပြီးတော့ဆရာမကိုဘုကင်လာတင်ပေးထားလို့ရတယ်နော်ငွေလွှဲပြီးတော့ဟုတ်ကဲ့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ပိုင်းတူးလေးတို့သွားလိုက်တော့မယ်နော်ပန်းတူးလေးတွေမင်္ဂလာပါရှင်ပန်းတူးလေးတွေအပေါ်ကိုပန်းတူးလေးတွေရဲ့တစ်ဖက်သူကိုရည်ရွယ်ထားတဲ့တစ်ဖက်သူပေါ့နော်ကိုရဲ့ချစ်သူရည်စားအဟောင်း ace ပေါ့နော် crush ကိုသဘောကျနေတဲ့လူကိုရဲ့ချစ်သူရည်စားလက်ရှိတွဲနေတဲ့ချစ်သူရည်စားဒါမှမဟုတ်ချင်းကိုနဲ့ချစ်သူရည်စားမဖြစ်သေးဘူးတကယ်ချင်းမကြဟိုမကြဒီမကြအနေထားလေးတွေပေါ့နော်အဲ့လိုအနေထားရှိရလူမိသူမဆိုကကိုရွယ်တဲ့မိသူမဆိုကပေါ့နော်ဒီမှာတယောက်တည်းကိုပဲတော့အာယုံပြုပြီးကြည့်နော်မိသူမဆိုလို့ပြောလိုက်လို့ဟိုလူအာယုံပြုကြည့်တယ်ဒီလူအာယုံပြုကြည့်တယ်အဲ့လိုတော့မရဘူးလေနော်ဒီမှာကိုစိတ်ထဲမှာလုံးဝထင်ထင်ရှားဖြစ်နေတဲ့တယောက်ကိုအာယုံပြုပြီးကြည့်ပါအဲ့တော့ तू ကအခုကစားပြီးတော့အခုကဆိုဒီဗီဒီယိုတင်တဲ့အချိန်ရောက်နေရက်30အတွင်းပေါ့နော်အဲ့ဒီအတွင်းမှာဆိုတော့တစ်လပိုင်းတတိယဘက်လောက်ထိတော့သွားမယ်2026ဇန်နဝါရီလတတိယဘက်လောက်ထိသွားမယ်ပေါ့နော်အဲ့ဒီအချိန်ကာလအတွင်းမှာသူကပေါ့နော်ဘယ်လိုမျိုးစိတ်ခံစားချက်သဘောထားရှိနေလဲဆိုတာကိုကြည့်လိုက်တဲ့အခါမှာတော့ဒီမှာကဖိုင်းဝန်းလေးတွေကတော့လက်တလောနည်းနည်းလေးစိတ်ဆိုးထားတဲ့လူလေးတွေပါမယ်ပိုင်းတူးကြတော့လေနှစ်ယောက်သားအဆင်ပြေနေတဲ့လူလေးတွေပါရှိပါတယ်အဆင်ပြေနေရဆိုတာလက်တလောမှာအဲ့လို no contact ဖြစ်နေရတော့ break ဖြစ်နေရတော့တယောက်သားရန်ဖြစ်စကားများထားကြတာတော့အဲ့လိုအနေထားမျိုးကတော့ပိုင်းတူးမှာတိတ်မတွေ့ရဘူးပိုင်းဝမ်းမှာတော့ပို့ပြီးတွေ့ရတာပေါ့နော်ဒီမှာကတော့တယောက်သားအဆင်ပြေလေးနဲ့ရှေ့ဆက်သွားနေကြတယ်သို့တော့ဒါပေမဲ့ပေါ့နော်ဘာဖြစ်နိုင်လဲဆိုတော့ဒီနှစ်ယောက်သားရဲ့ connection မှာလေအပြောင်းလဲတွေလုပ်ဖို့လိုအပ်နေတယ်လို့သူကတွေးနေတယ်ပေါ့နော်သူ့ရဲ့တစ်ဖက်သူရဲ့ဒါခံစားချက်ကိုယ့်ဘက်မှာတော့အဲ့ဒီခံစားချက်ရှိချင်မှရှိလိမ့်မယ်ဒါပေမဲ့ကိုယ့်ရဲ့ရှိချင်လဲရှိမယ်မရှိချင်လဲမရှိဘူးပေါ့နော်ပြောင်းလဲဖို့လိုတယ်လို့ဒါပေမဲ့ကိုယ့်ရဲ့တစ်ဖက်သူကတော့ဒီ connection ရှေ့ဆက်ဒီတိုင်းသွားလို့တော့မရတော့ဘူးเนาะအပြောင်းလဲတခုခုလုံးမှာပဲရတော့မယ်လို့သူတွေးနေတာမျိုးတွေရှိတယ်အပြောင်းလဲကိုသူလိုချင်နေတယ်အထူးသဖြင့်တော့ဘလို့အပြောင်းလဲလဲဆိုတော့သူနဲ့ကိုနဲ့ချားမှာရှိနေတော့အစင်မပြေတဲ့အရာတွေတောက်ဆစ်ဖြစ်စေတဲ့အရာတွေကိုသူ
ရှင်းလင်းခြင်းပြီးရင်ဒီတက်ပို့ပြီးတော့ခိုင်မာတောင့်တင်းတဲ့ connection တစ်ခုကိုသူတည်ထောင်ခြင်းပြီးပေါ့နော်ဆိုလိုချင်တာလေဒီနေရာရဲ့ connection ဒီအဆင်ပြေသည်ဖြစ်သည်မပြေသည်ဖြစ်စေသူဒီအခြေခံကောင်းတစ်ခုကိုတော့ရရှိခြင်းနေပြီနော်ဒါဒီဘယ်လိုဖြစ်နိုင်လဲဆိုတော့တချို့အတွဲလေးတွေပေါ့နော်ဟိုတွဲစားမှာပေါ့အနေထားလေးနဲ့တွားခဲ့ကြတယ်ဒါပေမဲ့ဒီတက်ပို့ပြီးတော့ net shine တဲ့အနေထားတစ်ခုကိုတက်လှမ်းမှုစဉ်းစားတဲ့အခါမှာသူနဲ့ကိုယ်နဲ့ချာမှာတိဖို့လိုအပ်နေတာလေးတွေညှိနှိုင်းမှုလိုအပ်နေတာလေးတွေကိုတစ်ဖက်သူကပြန်ပြီးတော့ညှိနှိုင်းခြင်းတဲ့အနေထားမျိုးရှိတယ်ဒီလိုပဲတချို့မတွေ့ရသေးဘူးပေါ့နော် crash ဒါပေမဲ့ကိုယ်နဲ့စကားတွေပြောနေရမျိုးရှိပြီဆိုရင်သူဒီအဆင့်တက်လှမ်းခြင်းပြီဒါပေမဲ့ကိုယ်နဲ့သူနဲ့ချာမှာသူ့ရဲ့အတွေးခေါ်ကိုယ့်ရဲ့အတွေးခေါ်သူ့အကြောင်းကိုယ်အကြောင်းပို့ပြီးတော့ဖလှယ်ပြီးညှိနှိုင်းခြင်းတာမျိုးတွေရှိတယ်နော်ဒါပေမဲ့ကိုယ်သူနဲ့ကိုယ်နဲ့ချာမှာကအဲ့လိုလေးပြောင်းလဲဖို့လိုတယ်လို့သူတွေးနေပေမဲ့လေအရန်ကိုတယောက်နဲ့တယောက်ကပြောစရာကောင်းတယ်ပေါ့နော်သူ့စိတ်ထဲမှာကသူနဲ့ဆိုရင်ငါအရန်ကိုပေါ့ပါပါလေးနဲ့ပြောစရာကောင်းနေဆိုတဲ့ခံစားချက်ကိုသူခံစားရတယ်အဲ့ဒါကဘိုင်းပိုင်းတို့အတူတူကြတယ်နော်ပြောလေအချစ်တစ်ခုကိုသွားပြီဆိုရင်ကွာကိုနားမှာကိုပဲဖြစ်စေပေါ့ကိုခံစားချက်နဲ့စဉ်းစားကြည့်ကိုပဲဖြစ်စေပေါ့နော်ကိုနားမှာလူတယောက်ကိုထားဖို့ကိုဆိုရင်ရောကိုကိုစိတ်ညစ်စေတဲ့လူကိုထားခြင်းလားစိတ်ပျော်စေတဲ့လူကိုထားခြင်းလားနော်ဒါလေးစဉ်းစားကြည့်ပေါ့တစ်ဖက်ကကိုယ်လေကိုချစ်ခင်နှစ်သက်တယ်ကိုနဲ့ဆိုရင်ဒီလုံးရတာပေါ့နော်ကိုနဲ့ပတ်သက်ရတာကိုအဆင်ပြေတယ်လို့တွေးတာအဲ့ဒီခံစားချက်တခုရှိတာဒါဘိုင်းဝဲမှာရောဘိုင်းတူမှာတွေ့တယ်ကိုနဲ့ဆိုရင် तू ပြောရတာကွာနော်ကိုနဲ့ဆိုရင် तू စိတ်လက်ပေါပါရတာကိုနဲ့ဆိုရင် तू မှာရှိနေတဲ့စိတ်ညစ်စရာတွေအားလုံးဒါမှမြူမုံတစ်စက်မှမကြမ်းမဲကိုကိုတွေ့လိုက်တာနဲ့ကိုအနားမှာရှိနေရတယ်ပျောက်သွားတဲ့ခံစားချက်မျိုးခံစားရတာအဲ့ဒါလေးအချီးချင်းမှာအရေးကြီးရယ်နော်ဘာလို့လဲဆိုတော့လူတွေဆိုတာဒါ love ဆိုတာလဲတာယာမှုတစ်ခုပဲလीနော်ပုထုဇဉ်လူသားဆရာမတရားဟောတော့ပုထုဇဉ်လူသားတွေမို့လို့ဒီဟာမျိုးတွေကြုံနေရလीနော်ဟိုတို့ယဟန္တာတို့ဘာသာရေးလိုင်းကိုထွက်ရပေါက်သွားတဲ့ပုံကိုယ်တွေဆိုဒါတွေကြုံမှာမဟုတ်တော့ဘူးလीဒါတွေခံစားမှာမဟုတ်တော့ဘူးလीဒါပေမဲ့ဒါပုထုဇဉ်လူသားတွေကဘာလို့အဲ့လိုမျိုးအချစ်ကိုလိုချင်ကြရလဲဆိုတော့ဒါတာယာမှုတစ်ခုပဲအဲ့တော့တာယာတယ်ဆိုတဲ့ကဟိုဘယ်လိုပြောရမလဲခံစားချက်ကောင်းတာကိုပဲလိုချင်ကြရလေနော်ဟောဆိုတော့ဒီလူကကိုယ့်အတွက်စိတ်ရည်သက်သာမှုရှိလားဒီလူနားမှရှိရင်ကိုပျော်ရလားနော်ဒီလူကကိုလောကဓာတ်ဆိုအရင်ပင်ပန်းကြတယ်လीအဲ့ဒီပင်ပန်းမှုတွေနေ့တူကဖြတ်သန်းနေရတဲ့ပင်ပန်းမှုတွေကြုံတဲ့အခါမှာဒီလူကငါ့ပေါ်ဘယ်လိုတက်ရောက်မှုရှိသေးလဲဆိုတာကိုအလိုသိစိတ်အတွင်းစိတ်တွေကခံစားမိတာတွေရှိတယ်အဲ့ဒီအရာတွေကဒီအခြေအနေတစ်ခုကိုရှေ့ဆက်သွားလို့အဆင်ပြေနိုင်လားမပြေနိုင်လားကိုတွေးချတာပေါ့နော်ဒါဒီ connection ရဲ့ကြားမှာရှိနေတဲ့အခက်အခဲတွေကြော်ဖြတ်ရလို့ toxic အနေအထားတွေရှိနေလို့နှစ်ယောက်သားမချစ်တာကိုပြောတာမဟုတ်ဘူးနော်ရှိတယ်ကွာလူဆိုတာလေဘလောက်ပဲစိတ်ညစ်စရာတွေကြည့်ရှိဘလောက်ပဲတချို့အတွဲတွေဆိုရှိတယ်နော်ဘလောက်ပဲစိတ်ညစ်စရာတွေရှိဘလောက်ပဲတယောက်နဲ့တယောက်ရန်ဖြစ်စကားများတယောက်နဲ့တယောက်လူချင်းမတွေ့သေးလို့လူချင်းတွေ့ပြီးမျက်နှာချင်းဆိုင်လိုက်တာနဲ့အလိုလိုကိုစိတ်ဆိုးပြေသွားကြတဲ့ connection တွေရှိတယ်လीနော်ဒါသိပါတယ်ဒါလူတိုင်းကြုံမှုကြပါချစ်တတ်တဲ့လူတိုင်းကြုံမှုကြတယ်မတဲ့အတူနေဆိုတဲ့အတွဲလေးလည်းအဲ့ဒါကြောင့်လည်းရေစစ်ဆက်ဖြစ်သွားနေတဲ့အတွဲလေးအများပဲရှိတယ်လीနော်ဒါဒီလိုခံစားချက်တွေကိုဒီမှာပိုင်း1ပိုင်း2မှာခံစားမိတာအဲ့ဒါကြောင့်လည်းဒီနှစ်ယောက်ကတော့ရောမပြတ်နိုင်တာရှေ့ဆက်သွားဖြစ်နေကြတာလို့ကျွန်မကတော့ခံစားမိတယ်ပေါ့နော်ဒီတစ်ခေါက် read ထဲမှာဆိုတော့ဒီမှာဒါပဲမဲ့တဲ့နော်ကိုကိုအပီးပိုင်ရွေးချယ်ဖို့ကြတော့လေတဲ့နော်သူဘယ်လိုပြောနေလဲဆိုတော့ငါမင်းကိုတကယ်တော့အဲ့လိုခံစားချက်တွေရှိလို့ရွေးချယ်ခြင်းပါတယ်ဒါပေမဲ့ငါရဲ့ရွေးချယ်မှုတွေအပေါ်ကိုတဲ့တခြားသူတွေကနည်းနည်းလေးတော့လွှမ်းမိုးနေတယ်တဲ့ဆိုလိုချင်တာဒီပိုင်း2ရဲ့ connection မှာလဲနော်အခက်အခဲမရှိတာမဟုတ်ဘူးအခက်အခဲရှိတယ်နှစ်ယောက်သားကတော့ရှေ့ဆက်သွားနေတယ်ဒါပေမဲ့သူကိုယတိပြတ်ရွေးချယ်ဖို့ထားမှုချင်းအစစ်တက်လန့်ဖို့ကတော့တခြားလူတွေပါဝင်ဆက်ဖက်မှုနည်းနည်းရှိနေတာပေါ့တချို့ကတော့တကယ်ချင်းမိတ်ဆွေတွေဖြစ်မယ်နော်မင်းနဲ့သူနဲ့အဆင်မပြေနိုင်ပါဘူးမင်းနဲ့သူနဲ့သဘောမတူဘူးလို့ပြောနေတဲ့လူတွေရှိကောင်းရှိမယ်တချို့ကမိသားစုတွေဖြစ်မယ်တချို့ကတော့ပတ်သက်နေတဲ့နော်ဟိုတတိယလူတွေတတိယအကြောင်းရင်းတွေအများကြီးပေါ့နော်အဲ့ဒီဟာတွေကတဲ့နည်းနည်းလေးတော့လွှမ်းမိုးမှုရှိတယ်ဒါမဲ့ဘယ်လိုပဲဖြစ်ဖြစ်ငါမင်းကိုချစ်ပါတယ်အထူးသဖြင့်တော့မင်းရဲ့ဒီကိုငါ့ကိုပျော်ရွှင်စေတဲ့အရာလေးတွေရယ်နောက်တစ်ခုကကျတော့မင်းရဲ့ तू ကလေကိုဘာကိုကြိုက်တာလဲဆိုတော့ကိုယ့်ရဲ့အပြုတ်မှုအနေထိုင်ကိုယ့်ရဲ့နော် style ပေါ့နော် style ဝိစားစင်ရင်မှုအဲ့ဒါလေးတို့သူသဘောကျတာကွာသဘောကျတယ်ဆိုတော့ဒါလေးတွေကဘယ်လိုပြောရမလဲကိုချစ်ရုံအပြင်ဒီပိုင်း2မှာဘာခံစားရလဲဆိုတော့ကြိုက်တယ်ကွာနော်ကြိုက်တယ်ဘာလို့ဘယ်လိုပြောရမလဲကြိုက်တာနဲ့ချစ်တာကိုဆီယမခွဲပြောနေတယ်လို့ဖြစ်ဒါဟာကြိုက်ကွာ
ချစ်ခင်နဲ့တတ်မှုဆိုတာနှလုံးသားထဲကနေဟိုနည်းနည်းရှင်းရှင်းနေလာတာမဟုတ်လားကြိုက်တယ်မကြိုက်ဘူးอ่ะတခါကျလူတယောက်ကိုကြည့်လိုက်ရင်မချစ်ပေမဲ့လေဟိုချစ်သူမှမဟုတ်ဘူးလေနော်ဟိုကိုနဲ့အပေါင်းအသင်းလုံးမဲ့တကယ်ချင်းမိတ်ဆွေတွေကဆိုတာဒီလူငါကြိုက်တယ်မကြိုက်ဘူးစဉ်းစားလို့ရတယ်လေနော်တချို့ဆိုဘလို့မှပေါင်းအသင်းလုံးလို့မရဘူးဘာလို့ဆိုတော့သူ့ရဲ့အမူအရာတွေသူ့ရဲ့သွင်းပြင်းတွေသူ့ရဲ့ပြောဆိုမှုထားတော့မကြိုက်တာလေနော်ချစ်သူကြီးစားမှလည်းအဲ့လိုရှိရလေနော်ဒါပေမဲ့လေဟိုဘလောက်ပဲမကြိုက်ဘူးပဲပြောနေနေဟိုချစ်တဲ့စိတ်ကတော့ရှိကောင်းရှိသွားနိုင်တာပဲဒီမှာကတော့သူကကိုယ့်ရဲ့အမူအရာတွေကိုယ့်ရဲ့ဝတ်စားစင်ရင်ပို့တွေကိုယ့်ရဲ့စတိုင်တွေကိုလည်းကြိုက်တယ်ကိုယ့်ကိုချစ်လက်ချစ်တယ်နော်အဲ့ဒီနှစ်ခုစလုံးကိုပိုင်းတူးမှာခံစားရတယ်လို့အဲ့တော့ပိုင်းတူးလေးတွေကရှင်းဆက်သွားဖို့ဒီတလအတွင်းမှာလည်းအဆင်ပြေနိုင်ပါတယ်နော်ဒါပေမဲ့ကိုကတော့အရင်ဒါတော့အကြံဉာဏ်ပေးတာနော်ဒီကတ်တွေမှာတော့မပါဘူးဆင်မ intuition အရာခံစားမိလို့အကြံဉာဏ်ပေးလိုက်တယ်ကိုကတော့အရင်ဒီတလားအတွင်းမှာမလောနဲ့အောင်အစ်စ်နေတက်ချင်တက်လို့ရတယ်ဒါပေမဲ့ခဏလေးစနော်2026တလားပိုင်းကုန်လောက်ဒီခဏလေးစဘာလို့လဲဆိုတော့အဆင့်ကတဖြည်းဖြည်းတက်သွားလိမ့်မယ်သူဘက်ကလည်းအဆင့်တက်ဖို့ရည်ရွယ်နေပြီအဲ့ဒါယူသွားပြီးတော့အတင်း push သွားပြီးနှောက်ယှက်တယ်လို့ဖြစ်မယ်သူကိုလေးလာခြင်းနေရသေးတယ်ကိုလည်းညှိနှိုင်းခြင်းနေတာလေးတွေသူ့ဘက်မှာရှိတဲ့ဒီလွှမ်းမိုးနေတဲ့လူတွေကိုရှင်းကျင်တာလေးတော့နည်းနည်းရှိသေးတယ်ဒါကြောင့်အရင်တော့ pressure သွားမပေးနဲ့ဖိအားသွားမပေးနဲ့ဆက်သွားပါပေါ့ပါလေးအခုသူ့စိတ်ထဲမှာကိုယ်ကိုကြိုက်နေတဲ့နဲ့ခံစားချက်ကလေးလိုဆက်သိမ်းနိုင်အောင်ဆက်သွားပါနော်ဒါဆိုရင်နောက်နေ့2026ခုနှစ်မှာစင်ပြေမယ်လို့မြင်ပါတယ်ရှင်အဲ့တော့ပိုင်းတူးလေးတွေကိုလည်းဒီမှာပဲရန်ထားပါမယ်နောက်မှာပညာဌာန reading နေ2026ခုနှစ်အတွက်အခြေရည်တည်တတ်နေလည်းတင်ပေးပါအောင်မယ်လို့2026ခုနှစ်အတွက်general energy ဖတ်ပေးပြီနော် pick up ပိုင်း reading မကြည့်ရသေးတဲ့လူတွေသွားကြည့်လို့ရတယ်ဒီဟာကတော့ဒီတလစာအတွက်ပဲအခုဒီဗီဒီယိုတင်ပြီးတော့နောက်တလအတွင်းမှာပဲအများဆုံးတက်ရောက်တဲ့အကျုံးဝင်တဲ့ energy တွေကိုဖတ်ပေးထားတာပေါ့နော်အဲ့တော့ဒီအခြေရေး reading ကတော့လူကြိုက်အများဆုံးနဲ့အကြည့်ဆုံးပဲဒီဟာမျိုးလေးတွေကိုလည်းမေးတဲ့အခါမှာလည်းတီးတန်မေးတဲ့အခါမှာ reading number package 5ပေါ့နော်အဲ့ဒါလေးတွေကလည်းအရန်သဘောကျကြတယ်လာမေးကြရတယ်ပေါ့နော်ဆင်မရှိ booking တင်လို့ရတယ်ဒီဗီဒီယိုနဲ့ energy guide တယ်ဆိုရင်ဗာလေ packageတီးတန်မေးတဲ့ package ကတော့တလစာမဟုတ်ဘူးပေါ့နော်ဒီတိုင်း energy ကိုအများဆုံး6လလောက်ဒီဖတ်ပေးတယ်ဆိုတော့6လစာအတွင်း energy ကိုဆွဲပေးတာပေါ့ဆိုတော့အဲ့ဒါလေးတွေကတော့ဒီရက်ပိုင်းတွေ booking လာတင်ထားလို့ရပါတယ်လို့နော်နည်းနည်းလေးတော့ booking ရက်တွေကျက်နေတယ်ဒါပေမဲ့လည်း booking ကြိုတင်ထားရင် new year promotion တွေလည်းနောက်ပိုင်းချပေးအောင်မယ်နော်အဲ့ဒါဒါလေးကို screenshot ပြပြီးတော့လာပြီး booking တင်ထားလို့ရပါတယ်ရှင်ဒါကတော့ energy guide သူတွေအတွက်ကောတီးတန်မေးခြင်းတဲ့သူတွေအတွက်ကောပြပေးတာပါအဲ့ဒါဆိုရင်နောက်မှပြန်တွေ့ကြပါမယ်တတာ